ခင်များနေလဲမကြခင်ရောက်လာတော့မှဖြစ်ပါတယ်ဆိုတော့ကျွန်တော်တို့အားလုံးဒီဖခင်မရှိတော့တယ်လို့လည်းရှိမယ်ဖခင်လက်ရှိအသက်ရှင်နေတဲ့သူလည်းရှိမှဖြစ်ပါတယ်ဆိုတော့ဖခင်တွေကိုကျွန်တော်တို့ယူတည်ဖို့ဒီနေ့မှာခွန်အားယူသွားမှာဖြစ်ပါတယ်ကျွန်တော်တို့ဖခင်လေးမျိုးအကြောင်း biological father ဆိုမွေးဖခင်ဖြစ်ပါတယ်ဒုတိယက the devil is our father စာတမန်တ်ဒီကျွန်တော်တို့ရဲ့ဖခင်ဖြစ်တယ်တတိယချက်ကတော့ God the Father ဖြစ်တယ်ခမဲတော်ဖျားကောင်းကင်ဘုံ၌ရှိတော်မူသောအဖလေးချက်မှာဆိုတော့ spiritual father ဝိညာဉ်ဖခင်ဆိုပြီးမှဒီအရာတွေကိုကျွန်တော်တို့ကတဲတဲကွယ်ကွယ်နားလည်မယ်ဆိုရင်ပြဿနာဖြစ်ရှာမလိုဘူးဖြစ်ပါတယ်ပထမချက်ကတော့မွေးဖွားပြီးတဲ့ဖခင် biological father ဒီနေရာမှာဖခင်တယောက်ရဲ့အရေးကြီးချက်ကအိမ်ထောင်ရေးမှာရောဆွေမျိုးအတိုင်းဝိုင်းမှာရောဖခင်တဲ့အမတန်မှအရေးကြီးကြတဲ့ကန္တာမှာကြတဲ့ဖခင်ဖြစ်ပါတယ်မိခင်မရှိခင်မှာဖခင်ဖြစ်တယ်တယောက်ကပြောတယ်အာရမ်ကိုနိစ်ဆိုင်ချောအိတ်ခိုက်ပြီးမှတူနန်ယူတချောင်းကိုထုတ်ပြီးမှမင်းကလေးကိုဖန်ဆင်းနေဆိုတော့အဲ့ဒီအယူမှာမင်းကလေးဆိုတဲ့ကိုဝင်ဆောင်နေတဲ့အစစ်ရှိတယ်တဲ့ယောက်ျားတွေကနည်းနည်းနော်တော့မဟုတ်ထွက်မြောက်ရကြအခန်းကြီး20ဆက်တင်မှာအားလုံးအတူတကွဖိုက်ကြရအောင်1 2 3ဒီနေ့ဘုရားသခင်ထာဝရဘုရားသခင်ပြီးသနာတော်မူသောပြည်၌ဒီနေ့အသက်တာရှင်မြတ်ကြောင်းဒီနေ့မိဘကိုယူတည်စွာပြုလို့ဆိုတော့ဘုရားသခင်ကပြည့်ညတ်တော်စေပါကိုပြီးတဲ့အခါမှာငါမတပါအခြားသောဘုရားမကူးကွယ်နဲ့ငါနဲ့တူတဲ့စင်တူတဲ့ရှင်တူရုပ်တူမလုံနဲ့ဥပုံနေကိုကောင်းမွန်စွာစောင့်ခြင်းပါဘုရားသခင်ရဲ့နာမကိုအလွယ်မယူမတီမပြုတ်ရကဲအဲ့ဒါဘုရားနဲ့လူကြားမှာအခုကလူချင်းကြားမှာပထမစတာကဘာလဲလူအတက်ကိုမတက်ရတချို့ပင်ရက်တော်တွေကြတော့ကဲလူအတက်ကိုမတက်နဲ့ဥပုံနေကောင်းမှုစောင့်ခြင်းပါဒီလောက်ပဲပြောတယ်ဒါပေမဲ့ဒီမှာကျမိဘကိုယူတီဆိုပြုတ်လို့စကဆက်လာတယ်အဲ့ဒါကကောင်းကြီးကလိုက်လာတာဖြစ်တယ်ဒါကြောင့်မလို့အမတန်မှအရေးကြီးတဲ့အချက်ဖြစ်တယ်ဒီနေ့ကမိဘကိုယူတီဆိုပြုတ်ခြင်းကဒီနေ့ဖခင်များနေမှာခုနပြီးခြင်းတယ်တချို့မိဘတွေမယူတီထိုက်ဘူးအရက်တော့တယ်စသဖြင့်နော်အမျိုးပြောရင်ပြောလိမ့်မယ်မိဘဟာတင်ရွေးလို့တင်ရဲ့ဖခင်ဖြစ်လာတာမဟုတ်ဖခင်တယောက်ကရွေးလိုက်လို့တင်ဟာသူ့ကလေးဖြစ်တာမဟုတ်ဖခင်တခင်အကျဉ်းစီရှိလို့ပဲဖြစ်တယ်ဟာလေလုယာဖခင်တခင်အကျဉ်းစီရှိလို့ပဲဒါကြောင့်မိဘကိုယူတည်ဆိုပြုတ်ရကိုယ့်ပေါ်မှာဘလို့ပဲစူးသွန်းနေဖြစ်ပါစေမိဘဆိုတာကျွန်တော်တို့ကယူတည်ရမှာဖြစ်ဒါကြောင့်မိသားစုဝင်များအားလုံးမိမိကိုစစ်စီရအောင်တင်းနေကျွန်တော်တွေမိမိရဲ့တိုင်းတာတဲ့ပြည်တန်ကတော့တစ်ခုနဲ့တစ်ခုတူမှာမဟုတ်တယောက်နဲ့တယောက်တင်းရဲ့ပြည်တန်မိဘတင်းယူတည်သလားဒီနေ့မှာမိဘကိုယူတည်ခြင်းကအမတန်မှရည်ကြီးတာဖြစ်ပါတယ်အဲ့ဒီထဲမှာတနေ့တော့ကလေးတွေကစားရင်နဲ့ငါအဖေကဆရာဝန်နဲ့ငါအပြတငယ်ချင်းငါအဖေတငယ်ချင်းကောင်းတယ်အများကြီးရှိတယ်ဆိုပြီးမှအဝါကြွားကြတယ်တဲ့နောက်တယောက်ကတော့ငါအဖေကဖူးမြို့ထဲတတိကြီးရှိတယ်မလားအဲ့ဒီအရာချမ်းသာတဲ့သူနဲ့ငါအဖေကအရင်နေတငယ်ချင်းခေါက်တယ်ကြွားကြတယ်တယောက်နဲ့တယောက်ပြီးမှငါအဖေကဖူးတခြားနိုင်ငံကိုသွားပြီးမှမနေ့တနေ့ကြပဲကားတွေပါဂျီလိုကားတွေနဲ့ပြန်လာတာအဖြစ်ကတယောက်နဲ့တယောက်ကြွားကြကလေးတွေကျောင်းစရာသူ့ကလေးအလဲရောက်တော့သူ့ကလေးကဘယ်လိုနဲ့သူ့အဖေကိုကြွားမလဲဆိုတော့စောင့်နေအသားကတော့ဘယ်လိုနဲ့ကြွားမလဲမသိဘူးနော်ဆိုတာသူအရင်တစ်ထစ်နဲ့စောင့်နေ
သူ့သားလေးအလဲရောက်လာတော့သူ့သားလေးကဘာပြောဆိုတော့ကျွန်တော်အဖြီကကောင်းကင်နဲ့မြေကြီးကိုဖန်ဆင်းတဲ့ဖယားသခင်နဲ့ mix ဆွေးဆိုပြီးပြောလိုက်တယ်တဲ့အခါဖခင်ရဲ့ယင်ထဲမှာအရာဝမ်းနော်ဆိုတော့ကျွန်တော်တို့သားသမီးတွေကကျွန်တော်တို့အကြောင်းကိုဘယ်လိုနဲ့လူရှိမှာထုတ်ဖော်ပြီးပြောမလဲဆိုတာဒီနေ့မှာကျွန်တော်တို့ကစတင်ပြီးမှဖခင်ဖြစ်သူကအမတန်မှနော်အရေးကြီးတဲ့အချင်းဖြစ် effect oral ထဲမှာတခင်ယေရှုခရစ်တော်ဘုရားတခင်ကအတင်းတော်ကိုချစ်တကယ်သူတဲ့ဘာပြောလဲဖခင်ဖြစ်သူကတင့်ယနေ့ကိုချစ်ရယနေ့ရဲ့ခေါင်းကယောက်ျားဖြစ်တယ်ယောက်ျားရဲ့ခေါင်းကခရစ်တော်ဖြစ်တယ်ကဲဒီနေ့မှာတချို့ယောက်ျားတွေဆိုလို့ရှိရင်တော့သုံးစားလို့မရတဲ့ယောက်ျားတွေအများကြီးရှိဘယ်လိုအချင်းတွေပဲဖြစ်ဖြစ်ယနေ့ဖြစ်သူကကိုယ့်ယောက်ျားပညာတတ်ခြင်းမတတ်ခြင်းပေါ်မှာမမူတည်ပဲယူတည်တိုက်ရင်အဲ့ဒီမိသားစုမှာကောင်းကြီးရှိတာဖြစ်တယ်ဟာလေလုယာယူတည်ရမှာဖြစ်တချို့မြောက်များဆိုအမျိုးသမီးတွေကအိမ်ထောင်ရေးမှာရှိပြီးမှအိုးဆောင်ကိုယ့်ယောက်ျားနဲ့ရန်ဖြစ်ပြီဆိုလို့ရှိရင်အရှော့မပေးဘူးတချို့မင်္ဂလေးတွေဆိုလို့ရှိရင်ငါလည်းလုံနိုင်နေလည်းလုံနိုင်တယ်ကိုနိုင်တူနိုင်ပဲအခါတလေကြိုင်တော့ယောက်ျားလေးတွေကပူပြီးမှရှော့ပေးရတဲ့အခြေအနေရှိတယ်မိခင်ဖြစ်သူကလည်းကိုယောက်ျားကိုအသက်ပူငယ်တာပဲဖြစ်အသက်ပူကြီးတာပဲဖြစ်မမပဲဖြစ်မောင်လေးပဲဖြစ်ကိုယောက်ျားဖြစ်ပြီဆိုတော့ကျွန်တော်တို့ကဖယားအလိုတော်နဲ့အငယ်နှိမ့်ချတတ်ရမယ်ယူတည်တတ်ရမယ်ဒါဟာဖခင်မြတ်နေမှာကျွန်တော်တို့ဒီအရာကိုဝတ်တရားဖြစ်ပါတယ်မွေးဖွားပြီးတဲ့ဖခင်မရှိရင်တော့မှကုမှယောက်ျားရှိသေးတယ်ယောက်ျားစကားကိုဆက်လက်နားထောင်ရမယ်အခြေအနေရှိတယ်ကဲဒါကြောင့်ဖခင်များနေမှာဖခင်ဝတ်တရားကတာဝန်တော်တော်လေးကိုအမတန်မှရည်ကြီးတာဖြစ်ပါတယ်ဒုတိယကစာတန် the devil is your father or our father John အခန်းကြီးရှင်ယောဟန်အခန်းကြီး8အငယ်14မှာကဲအားလုံးဖတ်ကြရအောင်တင်တို့၏အဘတီးဟုသောမာနတ်မှဆင်းသက်ကြ၏တင်တို့၏အဘ၏အလူတို့လိုက်တတ်ကြ၏မာနတ်သည်အစီဦးစွာမှစ၍လူအသက်ကိုတတ်တော်သူဖြစ်၏သူ၌တစ္ဆာတရားမရှိသောကြောင့်တစ္ဆာတရား၌မတည်မနေသူသည်မုတ်တာစကားကိုပြောသောအခါမိမိပကတိအတိုင်းပြော၏မုတ်တာစကား၌ကျင်လေတော်သူဖြစ်၏မုတ်တာ၏အဘလည်းဖြစ်၏တင်တို့အဘတီးဟုသောမာနတ်မှဆင်းသက်ကြ၏ဒီနေ့ကျွန်တော်တို့ဒီစာတန်ရဲ့သားသမီးတွေဖြစ်ပါတယ်စာတန်ရဲ့သားသမီးဆိုတာ ਨੇ ဘယ်သူကမှကြားချင်မှာမဟုတ်ဘူးတနေ့တော့အင်းတဲ့အင်းမှာလီမယားနှစ်ယောက်ရန်ဖြစ်တယ်ဘာကြောင့်လဲဆိုတော့သူတို့အင်းငားတာက floor ငားထားတယ်ဆိုတော့မိဖူချောင်ကတဏီယာထဲဆိုတော့အဲ့မှာအင်းခန်းငားတဲ့သူလဲကလေးနဲ့အင်းရှင်ကလည်းကလေးနဲ့သူတို့ကလေးတွေကခဏရန်ဖြစ်ပြီးမှစော့ပြီးမှရန်ဖြစ်ကြတယ်အကြီးကောင်ကခဏထုတ်ကြည့်တယ်ကလေးကိုအဲ့နဲ့အင်းရှင်ကမခံနိုင်တော့နောက်ဆုံးကြတော့ဘယ်လိုစကားထွက်လာတယ်လဲဆိုရင်စာတန်ရဲ့မျိုးဆက်တွေဒီလောက်စူးသွန်းတဲ့လူတွေကိုပဲဇိုက်ထုတ်ကြိတ်ဖို့ပဲဆိုပြီးမှပြောတော့အဲ့ဒီအင်နာကလေးတယောက်သူ့အမိကကျမကိုစာတန်နဲ့နိုင်တာလားဆိုပြီးမှဟဲ့မိုက်လားလာချမယ်ဆိုပြီးရံဖြစ်ကြဆိုတော့ဘယ်သူကမှစာတန်ရဲ့သားသမီးကိုဖြစ်ချင်တဲ့သူတယောက်မှမရှိဘူးဒါပေမဲ့စာတန်ရဲ့သားသမီးဖြစ်နေတာဖြစ်တယ်ဒီနေ့ကျွန်တော်တို့အားလုံးတွေစာတန်ရဲ့သားသမီးတွေဖြစ်တယ်ကျွန်တော်တို့တွေဘာကြောင့်လဲဆိုအာဒမ်ရဲ့အပြစ်ကြောင့်အာဒမ်ရဲ့နာမခံခြင်းကြောင့်စာတန်ရဲ့လက်ကွက်မှုစာတန်ရဲ့လင်လေမှုအောက်မှာကြာလာတဲ့အခါမှာကျွန်တော်တို့အဲ့ဒီနေ့ကနေစပြီးမှဖယားသခင်ရှိမှကျွန်တော်တို့ဒီတည်တော်သူဖြစ်တယ်ဖယားသားသမီးကနေ
စာတန်ရဲ့သားသမီးတွေဖြစ်တာဒါကြောင့်ကျွန်တော်တို့အားလုံးဒီစာတန်ရဲ့သားသမီးတွေဖြစ်ပါတယ်ယေရှုဒီဖျားသားတော်ဖြစ်တယ်စာတန်ရဲ့သားသမီးကနေဖျားရဲ့သားသမီးဖြစ်တော့ကျွန်တော်တို့ transform ကူးပြောင်းနိုင်ဖို့ရန်အတွက်ရှမတဲခရစ်ဝင်ကျအခန်းကြီး1အငယ်နော်6 9ထဲမှာအားလုံးမဖတ်တော့ဘူးဖျားသခင်ယေရှုဒီဖျားသခင်ရဲ့သားတော်ကောင်းကင်ဘုံကနေဤလောကကိုကြွလာပြီးမှစာတန်ရဲ့သားသမီးကျွန်တော်တို့ကိုဖျားရဲ့သားအဖြစ်ဝင်စားနိုင်ဖို့ရန်အတွက်ယေရှုဒီလောကမှာလူရတိခံယူပြီးမှကြွလာတာဖြစ်တယ်တဲ့တော်33မှာလက်ဝါးကားတိုင်းမှာတည်ခါတကြူတယ်3ရက်မြောက်နေမှာရှင်ပြန်ထမြောက်တယ်အသွေးတော်အဖြစ်ကျွန်တော်ရဲ့အပြစ်ဝတ်ကြွေးတွေကိုစီးကြောပြီးမှသူ့ရဲ့ခန္ဓာရိုက်နဲ့နှိမ့်ဆက်ခြင်းအဖြစ်ကျွန်တော်တို့အပင်ငရဲကခံရမယ်ဝေဒနာတွေအတွက်ကယ်တင်ခဲ့တာဖြစ်တယ်ဒါကြောင့်မလို့ဖယားသခင်ရဲ့သားတော်သခင်ယေရှုကိုယုံကြည်တော်သူတိုင်းဒီယေရှုဒီကျွန်တော်ကျမရဲ့အပြစ်ဝတ်ကြွေးကစကန်ဝတ်စကန်ဒုစရိုက်အပြစ်တွေအတွက်လဝါကားတိုင်းမှာအတီးခံတယ်ကျွန်တော်အပြစ်ဝတ်ကြွေးတဲ့အတွက်လဝါကားတိုင်းမှာအတီးခံပြီးမှကူစားအတီးခံတဲ့တနည်းအားဖြင့်ရေတရားချီပြီးခဲ့တယ်အသွေးအားဖြင့်ကျွန်တော်အပြစ်တွေရှေးကြောခဲ့ပြီးပြီဆိုပြီးမှယုံကြည်တာနဲ့တပြိုင်နက်တည်းစာတန်ရဲ့သားသမီးကနေဖယားသခင်ရဲ့သားသမီးဖြစ်ခွင့်ရတာဖြစ်တယ်ဟာလေလုယာဆိုတော့ရှင်မတဲခရစ်ယာန်အခန်းကြီး6 9မှာအားလုံးဖယားအောင်ကောင်းကင်ဘုံ၌ရှိတော်မူသောအကျွန်ုပ်တို့၏အဘကိုတော်၏နာမတော်အားယူတည်လင်းမြတ်ခြင်းရှိပါစေသောယေရှုကတပည့်တော်တွေကိုဆုတောင်းတဲ့အခါမှာကောင်းကင်ဘုံ၌ရှိတော်မူသောကျွန်တော်၏အဘဖြစ်ဖြစ်လို့ခေါ်ခိုင်းတယ်ပါပါတင်ရကောတယ်ဓမ္မဟောင်းကာလမှာဖယားကိုတဲ့မခေါ်ရဲဘူးသူတို့ကဖယားဆိုရင်မခေါ်ရဲတော့ဘယ်လိုခေါ်လဲအလိုဟင်လို့ခေါ်တယ်တခါကျရင်ဂျေဟောဗာလို့ခေါ်တယ်တခါကျရင်ဂျေဟောဗာဂျီရဲဆိုပြီးမှတွေ့ဝိနင်းနေပဲခေါ်ဘာကြောင့်လဲဖယားလို့ခေါ်ရင်နော်တန့်ရှင်းတဲ့ဖယားဖြစ်ကျမ်းစာဘာသာပြန်တဲ့အခါမှာကပ္ပအောင်ကျအခန်းကြီး1ထဲမှာအစအုံ၌ကောင်းဖယားသခင်နေကောင်းကင်နဲ့မြေကြီးကိုဖန်ဆင်းတော်မူ၏ဘာသာပြန်ရေးတဲ့လူကအစအုံ၌ဖယားသခင်ဒီဆိုတဲ့နာမအလိုဟင်ရေးတဲ့နေရာမှာသူတို့ကရီမိုးလေးချိုးတယ်အဝတ်စားတွေလဲပြီးမှဖယားရဲ့နာမကိုရေးရအဲ့လောက်တန်ရှင်းတာဖယားဆိုဖယားလို့ဘယ်သူမှမခေါ်ရဲဘူးအလိုဟင်စားတဲ့ချစ်တွေ့ဝိနေနေပဲနော်တွေ့ဝိနေနေပဲခေါ်တယ်နောက်ဆုံးကြတော့ယေရှုကပဲဖယားသခင်ကိုဖြည်းဖြည်းလို့ခေါ်အဲ့မှာအတီလာလိုမျိုးတဲ့6-2ပြီးမှတခင်ရှုလဲဝါကားတိုင်းမှာနော်အမျိုးမျိုးနဲ့ next တဲ့ဆိုတော့ယေရှုကိုမုန်းကြတယ်ကောင်းကင်ဘုံမှာရှိတဲ့အလိုဟင်ကိုဘာကြောင့်အဖြီလို့ခေါ်ရတယ်လဲအတီလာလိုမျိုးအယန်6-2တဲ့ជី the son of god ဖယားရဲ့သားလို့ဘာကြောင့်ပြောတယ်လဲအဲ့မှာအသက်ခံရတဲ့တရားစီရင်ခြင်း၃ချက်မှာအဲ့ဒါအဓိကပါဒုတိယကမေဆေယဆိုတဲ့အချက်ဘယ်သူမှဖယားသားလို့မပြောရဲဘူးဖယားတော်တိတ်မခေါ်ရဲတဲ့သူကဒါပေမဲ့ဒီမှာယေရှုကတပည့်တော်တွေကိုကဲနင်းတို့ဆုတောင်းရင်တဲ့ကောင်းကင်ဘုံမှာရှိတဲ့ဖယားသခင်ကိုဖယားလို့မခေါ်တော့နဲ့အဘပါပါလို့ခေါ်ပါယေရှုအဲ့လိုတင်ပြလိုက်ယေရှုကိုယုံကြည်တဲ့တပြိုင်နက်တည်းအတီလာလူမျိုးတွေကဖယားလို့တော့မခေါ်ရဲတဲ့တန့်ရှင်းတဲ့ဖယားကိုကျွန်တော်တို့ကဖယားထက်အစစ်တာသွားပြီပါလေဖြည်းဖြည်းလို့ခေါ်ခွင့်ဒီနေ့မှာလောကမှာမိဘမရှိတော့သူများလဲကောင်းကင်ဘုံမှာရှိတော့ခမဲတော်ကျွန်တော်တို့ရဲ့ဖခင်ကတင်းရဲ့လိုအပ်တဲ့မှန်သမျှကိုဖယားသခင်ကကြည်စုစောင့်ရှောက်မာတက်ခရစ်ယာန်အခန်းကြီး6မှာဆက်ဖတ်တဲ့အခါမှာကောင်းကင်ဘုံမှာပြန်သားနေတော့စာကလေးတွေအလုတ်မလုတ်ဘူးစားရဖယားသခင်ကသူတို့ကိုစားဖို့တောက်ဖို့ပြင်ဆင်ပြီးတယ်လေဒီနေ့မှာကျွန်တော်တို့လိုအပ်တဲ့အရာမှန်သမျှကျွန်တော်တို့မွေးဖွားပြီးတဲ့ဖခင်မရှိတော့တဲ့သူဆိုလဲအားငယ်စရာမလိုပါဘူး။ဘာကြောင့်လဲဆိုတော့ကောင်းကင်ဘုံမှာရှိတဲ့ခမဲတော်ယေရှုရဲ့အဖြစ်ကျွန်တော်တို့ရဲ့ပါပါကောင်းကင်ဘုံမှာရှိတယ်ဆိုတာနှလုံးသားထဲမှာယုံကြည်ရမှာဖြစ်တယ်။ဟာလေလုယာယုံကြည်ခြင်းနဲ့ခြေလှမ်းလာရမှာဖြစ်ပါတယ်။ FA အခန်းကြီး1ငယ်9ယောမအခန်းကြီး10ငယ်16ကာလတိ
ကာလတိမာတင်တို့ဒီယေရှုခရစ်ကိုယုံကြည်တဲ့ဖြစ်ဖခင်သခင်နဲ့တားဖြစ်ကြ၏ဆက်လက်မယ်ငါတို့ဒီဖခင်သခင်နဲ့တားဖြစ်ကြသည်ဟုဝိညာဉ်တော်ဒီငါတို့၏ဝိညာဉ်နဲ့အတူတက်တည်ခံတော်မူ၏တားမှလည်းအမွေခံဖခင်သခင်နဲ့အမွေခံတားဖြစ်သည်ဒီငါတို့ဒီသခင်ရှုခရစ်တော်အားဖြင့်တားအရာကိုရမည်အကြောင်းအလိုတော်ရှိသောစီတရရှိတဲ့အတိုင်းရှိမစွာကပင်ခွဲခတ်မှတ်သားထားတော်မူ၏တဲ့ဒါကြောင့်ဒီနေ့မှာဖယားသားဖြစ်ခွင့်ရဖယားသားဖြစ်ပြီးနာဖယားသားဖြစ်ခွင့်ရပြီဒုတိယဖခင်တတိယဖခင်နောက်ဆုံး spiritual father ဆိုတာကဝိညာဉ်ဖခင်ဖြစ်ပါတယ်ကဲအားလုံးကျွန်တော်တို့ဖတ်ရအောင်ကောရိန္သုပထမစာဆိုအခန်းကြီးလေးအငယ်14တင်တို့အားလုံးဖတ်ရအောင်တငယ်တငွတ်တေတင်တို့ကိုချစ်သားကဲ့သို့မှတ်၍တတိပီ၏တင်တို့တွေခရစ်တော်ရဲ့အကြောင်းကိုတင်ပြီးသောဆရာတတောင်းရှိတော်များလဲအပအများမရှိဧဝံဂေလိတရားအဖြစ်ငါဒီတင်တို့ကိုယေရှုခရစ်၌ဖြစ်ပွားစီပြီတို့ဖြစ်၍ငါจิตသည်နေသူတင်တို့၌จิตကြရမည်အကြောင်းငါနိုးစော်၏ကဲတိဖို့ရန်အတွက်ငါဒီတင်တို့ကိုယေရှုခရစ်၌ဖြစ်ပွားစီနော်ဒါကတော့ဝိညာဉ်ဖခင်ကိုပြောတာဖြစ်ပါတယ်ငါ၏ချစ်သားကဲ့သို့နော်ဝိညာဉ်ဖခင်ဒါကိုတော့အားလုံးတိဖို့ရန်အတွက်ဆရာတတောင်းနှစ်တောင်းရှိတော်များလဲတဲ့ခရစ်တော်၌ဖြစ်ပွားစီတဲ့သူကကျွန်တော်ပဲတဲ့ကိုရင်မြို့တော်မှာပထမဦးဆုံးသာသနာပြုတဲ့သူကရှင်ပေါလုဖြစ်တယ်အဲ့ဒါကိုဆိုလိုတာဖြစ်တယ်သခင်ယေရှုခရစ်တော်ကယ်တင်ခြင်းတရားတခါမှမကြားဘူးတည်တဲ့ကိုရင်မြို့မှာရှင်ပေါလုသာသနာပြုလာအဲအကြောင်းမလို့ပထမဦးဆုံးကိုရင်မြို့တို့မြို့သားတွေကရှင်ပေါလုထံကနေကယ်တင်ခြင်းတရားကိုပထမဦးဆုံးတည်ဒါကြောင့်မလို့ရှင်ပေါလုအားဖြင့်ကိုရင်မြို့တို့မြို့သားမြို့များစွာပြောင်းလဲပြီးမှအတင်းတော်တွေဖြစ်လာအဲ့ဒီစစ်တီတောင်ဖြစ်တဲ့အတွက်ကြောင့်သူကကိုရင်မြို့တို့မြို့သားအတွက်ပေါလုကဝိညာဉ်ဖခင်ထရာဝရမီအန်ပါစီဘယ်မှာတချို့ဆရာတွေကရောက်လာတဲ့ကဲတင်ချင်းတရားဝင်ငါကြတယ်ဒါကတော့ရီလောင်းနဲ့အစာထပ်ကျွေးတာပဲရှိတယ်ဒါကြောင့်ကျွန်တော်တို့ဒီနေ့မှာကျွန်တော်တို့ရဲ့ဝိညာဉ်ဖခင်ကဘယ်သူလဲဆိုတော့ကျွန်တော်တို့ဒီမှာရှင်ပေါလုအားဖြင့်နော်ကောရိန္သုမြို့သူမြို့သားတွေဝိညာဉ်ဖခင်ဖြစ်ကြပါတယ်ဒါကြောင့်မလို့သူတို့ဝိညာဉ်ဖခင်ရှင်ပေါလုဖြစ်တယ်ဒီနေ့မှာကျွန်တော်တို့ကတားသမီးတွေကဲတင်ချင်းတရားနားလည်အောင်ပြောပြရင်တားသမီးတွေအတွက်ကျွန်တော်တို့ဒီဝိညာဉ်ဖခင်တားသမီးတွေဖြစ်ဖခင်တွေဖြစ်အခုကျွန်တော်ရဲ့ရွာမှာကျွန်တော်အဖေကကျွန်တော်ငယ်ငယ်တုန်းကတော့ဆိုတော့ကဲတင်ချင်းတရားတွေတင်ပြီးတယ်ကျွန်တော်ရဲ့ဝိညာဉ်ဖခင်ကဘယ်သူလဲပထမဆုံးရွာမှာကဲတင်ချင်းရအောင်တင်ပြီးတာကျွန်တော်အဖေနဲ့ရွာဖက်ကစတဲ့ဆိုလို့ဆရာမတွေဖြစ်နေတာဒါကြောင့်ကျွန်တော်ရဲ့ဝိညာဉ်ဖခင်အခုကြတော့ဝိညာဉ်ဖခင်အရန်ကိုနော်လူချင်းကြတော့ဟိုဆရာလေးဝိညာဉ်ဖခင်ဒီဆရာလေးဝိညာဉ်ဖခင်ဟိုမှာကဲတင်ချင်းတင်တန်းတဲ့ဝိညာဉ်ဖခင်တဲ့ဟိုမှာတင်တဲ့အဲ့လိုမျိုးရောထွေးနေလို့မရဘူးဒီနေ့မှာကျွန်တော်တို့ရဲ့သားသမီးတွေဖခင်တယောက်အနေဖြင့်ကိုခန္ဓာ biological father လည်းဖြစ်ဖို့လိုတယ်လို့နော်စာတန်ရဲ့သားသမီးကနေဖခင်ရဲ့သားဖြစ်ခြင်းသူလည်းပြောပြဖို့လိုတယ်ပြီးမှသားသမီးတွေကိုကဲတင်ချင်းနားလေအောင်ကျွန်တော်တို့ရှင်းပြမယ်ဆိုလို့ရှိရင်သားသမီးအတွက်ကျွန်တော်တို့ဒီဝိညာဉ်ဖခင်နေဖြစ်ရီတာနိုးကရီတာကိုကဲတင်ချင်းတရားနားလေအောင်ပြောပြရင်ရီတာအတွက်ရီတာနိုးတွေဝိညာဉ်မိခင်ဖြစ်တယ်ဖခင်ဖြစ်ထရာဝရမီအနုနဲ့စရင်အရှင်ဘောလိုအဲ့လိုပြောတာဆိုဆရာမြောက်များဆိုကတွန်တင်လိမ့်မယ်ကဲဒါကတော့ကျွန်တော်တို့ဝိညာဉ်ဖခင်တွေဒါကြောင့်မလို့ဆရာတွေကိုယူတည်ပါနော်ဒီမှာရှိတဲ့သူတွေအားလုံးကကျွန်တော်ကကျွေးမွေးပြီးတဲ့သူကျွန်တော်ကတော့ဝိညာဉ်ခွန်အားပြီးတဲ့အစစ်လောက်ပဲထရာရောလ်စုံတူလောင်းမန်ကန်စစ်ထရာလမီနန်ပါစတီမီဇိုဝစီတကကန်ပြန်တူပဲရှင်တူနနုနပါမောနန်ကွိုင်စန်ဒက်စကူလစယာမာမောခါရက်စီကျွန်တော်တို့အဲ့ဒါကိုကျွန်တော်နားလဲတချို့ကြတော့ငယ်ငယ်ကလေးကစနစ်စကူကောင်းကောင်းမတက်တော့ဖះကြောင်းလဲမလာချင်ဟိုလဲမလာချင်ကဲတင်ချင်းတရားကနှုတ်မှာပဲနားလဲတဲ့အဖွဲတွေရှိတယ်အဲ့ဒါရနှုတ်ကြတယ်သူတို့တွေရနှုတ်ကြတယ်ကဲဒါတွေကိုတော့နှုတ်ကြတော့သွားမှာဖြစ်ပါတယ်ဆိုတော့ဒီနေ့မှာကျွန်တော်တို့ဖခင်လီ
လေးမျိုးအကြောင်းပထမကမွေးဖွားပြီးတဲ့မိမိရဲ့ဖခင်တွေကိုယူတည်ရမယ်ဒီနေ့ဖခင်တွေအသက်ရှင်တည်တဲ့ဆိုလို့ရှိရင်လက်တင်ပြီးမှဖိဆုတောင်းပေးပါကောင်းကြီးတောင်းပါပြီးစရာရှိတဲ့ဆိုရင်လက်ဆောင်လေးတွေပေးပါမတော်ရင်မပြီးပဲနဲ့အရာလေးရှိတတ်တယ်ဖိကျွန်တော်ကိုကျွန်မကိုကောင်းကြီးပေးနော်လို့တောင်းကြည့်ဖိမိမိကတင်းကိုကောင်းကြီးဆုတောင်းပေးလိမ့်မယ်တင်းရဲ့ဖေတကယ်ရှိတည်တယ်ဆိုလို့ရှိရင်ရှိတည်ဖခင်ရှိတည်တဲ့အတွက်တော့လက်ဆောင်လေးတွေပေးပြီးမှဘာဖြစ်လဲယူတည်မှုတွေပေးပြီးမှကျွန်တော်တို့ဖခင်တွေကိုအယူတကြီးပြုဖို့ရန်အတွက်ပြီးတော့မှအသက်ရှိမြအကြောင်းနန်းဆန်အဆောက်ထေနာတင်ငါစင်တူနပါခါတီဇာအလာဒူတော်လားဂျုံတော်လို့ငွေကြီးအားဖြစ်တော်လကောင်းစကားနားထောင်ခြင်းအားဖြစ်တော်လကောင်းဖိရဲ့စကားကိုနားထောင်ပြီးချစ်ပြီးယူတည်ပြီးကဲ့ရွဆိုင်ဖို့ရန်အတွက်ပြီးတော့မှအသက်ရှိမှဖြစ်တဲ့အတွက်ကြောင့်တရားနဲ့ကျွန်တော်ခုနပြီးခြင်းနဲ့ပြီးမှစာတန်ရဲ့တာသမီကနေဖခင်ရဲ့တာသမီဖြစ်ခြင်းနောက်ဆုံးကြတော့ဝိညာဉ်ဖခင်တည့်ရဲ့တာသမီတိုင်းကိုနန်ဖာလေပေါ်ခါရုန်ဒမ်နက်ထုထန်းထာဖျံကိုဒင်းနန်မာရိုရင်ဇီအောနဖာလေပေါ်ရီကထရာရမီကပါချူสิ่งตัวกป้าเสียนติเทนาเนี่ยขมิ้นทุบีโตဒါတဲ့ကျွန်တော်နောက်ဆုံးပေါ့နော်ခုနပြီးချင်ပါတယ်အရောက်စီတိုင်းဖခင်များအရောက်စီတိုင်းဖရာသခင်မိမိရဲ့အိမ်ထောင်မိမိရဲ့သားသမီးမိမိရဲ့အဖက်ဖက်ကနေနေတဲ့အတင်းတော်မှာတော့၎င်းဖရာကိုချစ်တော်စိတ်နဲ့နှွေးထွေးစွာပါဝင်ဆောင်ရွက်နိုင်တော်ဖခင်ကြီးတွေဖြစ်ဖို့ရန်အတွက်ဖခင်ကြီးတွေအရောက်စီတိုင်းဖရာကောင်းကြီးပြပါစေအာမင်အားလုံးမတက်ရရအောင်ကျွန်တော်ဆုတောင်းမှာဖြစ်ပါတယ်